တို့ဟာအနီးနားကကရိယာတစ်တာထဲမှာမြန်ပြောင်းတစ်လက်နဲ့မိကြီးသနက်တစ်လက်ကိုရှာတွေ့ခဲ့ပါတယ်ဟန်တာကအောက်ခြေမှာရှိတုန်းကတင်ခဲ့တဲ့ post မှာ like တွေတက်နေတာကိုမြင်တော့အောက်နားလေးစင်းရဲ့ like မိနိုင်နေလို့တွေးလိုက်ပါတယ်ဒါနဲ့အကူငီတောင်းတဲ့စာကိုရိုက်ဖုံးကိုကျိုးနဲ့ချီပြီးအောက်ကိုဖြည်းဖြည်းချင်းချကြည့်ပြီးမြကျိုးကမမိပြန်ပါဘူးဟန်တာဟာအသက်အန္တရာယ်ကိုဂယုမစိုက်ပဲလေကားပြက်ကြီးအတန်းအောက်ကိုဆင်းဟိပြီးမြလေလိုင်းကမိမလာပါဘူးနောက်ဆုံးမှာဘက်ကီကဖုံးကိုအောက်ခြေအထိရောက်အောင်ပစ်ချဖို့အကြံပေးပါတယ်ဟန်တာကဖုံးကိုသူ့ဖိနက်ထဲဘရာဇီးယားနဲ့ပတ်ပြီးအောက်ကိုပစ်ချလိုက်ပါတယ်ဖုံးကအောက်မှာပွင့်ထွက်သွားလားအလုံးမလုံးသေးလားဆိုတာသူတို့မသိနိုင်တော့ပါဘူးနာလီပေါင်းများစွာစောင့်ခဲ့ပြီးမြအကူညီကရောက်မလာပါဘူးမျောလင်းချက်ပြတ်သုံးနေတုန်းတာဝါတိုင်အောက်မှာလူတစ်ယောက်ကိုညံ့ပြောင်းနဲ့မြင်လိုက်ရလို့သူတို့အစွမ်းကုန်အော်ဟစ်အကူညီကောင်းပြီးမြအမြင့်ကြီးထင်နေတော့အောက်ကလူကမကြားပါဘူးဘက်ကီကပုတ်ဖိနက်တွေကိုအောက်ကိုပစ်ချပြီးတတိပြုမိအောင်လှုပ်ခဲ့ပါတယ်အောက်ကလူကဖိနက်ကိုကောက်ကြည့်ပြီးမြအပေါ်ကိုတော့မောက်မကြည့်ပဲထွက်သွားပြန်ပါတယ်ညရောက်တော့သူတို့မှရှိတဲ့မိကြီးတနက်နဲ့ပစ်ဖောက်လိုက်ပါတယ်အောက်ကလူကတတိထားမိသွားပြီးတာဝါတိုင်ပေါ်ကိုမောက်ကြည့်နေတာကိုသူတို့မြင်လိုက်ရလို့အယမ်းဝမ်းသာသွားကြပါတယ်ဒါပေမဲ့ဖြစ်ပျက်သွားတာကတော့တကယ်ကိုတုံ့လှုပ်เสียရပါပဲအဲ့ဒီလူကသူတို့ကားစီကိုသွားပြီးကားမှန်ကိုရိုက်ခွဲကသူတို့ကားကိုခိုးမောင်းပြီးထွက်ပြေးသွားတာပါတယ်သူတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်လေးလည်းလွင့်စင်သွားခဲ့ရပါပြီ